ခြေတစ်ဖက်ကျိုးနဲ့ပြိုင်ဘက်ကိုနောက်ကျုံးပြအလဲထိုးခဲ့တဲ့ဂျက်ကီချန်ရဲ့ကဘာကျော်ကွန်ဖူးပြိုင်ခွဲ The Karate Kid Dre Parker ဆိုတဲ့ကလေးတစ်ယောက်အမေဖြစ်သူနဲ့အတူအမေရိကန်ကနေတရုတ်နိုင်ငံဘေကျင်းမြို့ကိုပြောင်းရွှေ့လာတဲ့နေ့ကစပြီးသူ့ဘဝဘလို့ပြောင်းလဲသွားလဲဆိုတာကိုပြသထားတဲ့ဇာတ်လမ်းပါ Dre အတွက်နိုင်ငံအသစ်လူအသစ်ဘာသာစကားအသစ်အရာအားလုံးကမလွယ်ကူပါဘူးအစပိုင်းမှာမေယင်းဆိုတဲ့မိန်းကလေးနဲ့မိတ်ဆွေဖြစ်လာတာကြောင့်ပျော်ရွှင်မဲ့ထင်ခဲ့ပေမဲ့အဲ့ဒီအချိန်ကစပြီး Chain နဲ့သူ့ကွန်ဖူအဖွဲ့သားတွေက Dre ကိုမနာလိုဖြစ်ပြီးနေရာတိုင်းမှာအနိုင်ကျင့်ရိုက်နှံလာကြပါတယ်တယောက်တည်းနိုင်ငံခြားမြေမှာကြောင်ရွံ့မှုနဲ့နေ့တိုင်းကြောင်းသွားရတဲ့ Dre အတွက်ဘဝဟာစမ်းသပ်မှုတစ်ခုလိုဖြစ်လာပါတယ်အမေကိုစိတ်ပူစေခြင်းမလို့အားလုံးကိုစိတ်ထဲသိမ်းထားပြီးတီးခါနေရတဲ့ကလေးတစ်ယောက်ပါတနေ့မှာတော့ Chan အဖွဲ့က Dre ကိုထက်မှန်ဝိုင်းရိုက်တဲ့အချိန် Mr. Han ဆွဲလက်သမားရောက်လာပြီးကလေးတွေကိုထိခိုက်မှုမရှိစေဘဲသူတို့ရဲ့တိုက်ကွက်တွေကိုသူတို့အချင်းချင်းပြန်ထိကောင်ပညာသားပါတားဆီးပေးလိုက်တဲ့အခန်းကတကယ့်ကိုအလန်းစားထက်ခဲ့တယ်လို့ Mr. Han ရဲ့ကွန်ဖူပညာဟာလည်းအဲ့ဒီနေရာမှာစတင်ဖော်ပြလိုက်တာဖြစ်ပါတယ်အဲ့ဒီအချိန်ကစပြီး Dre အတွက် Mr. Han ဟာတာမန်လူမဟုတ်ဘူးဆိုတာသိလာပြီးကိုကာကွယ်နိုင်ဖို့ကွန်ဖူတင်ပေးဖို့တောင်းဆိုပါတယ်အဲ့ဒီနောက် Mr. Han က Dre ကို Fighting Dragon ကွန်ဖူတင်တန်းကျောင်းကိုခေါ်သွားပြီးဆရာထစ်သူနဲ့တွားရောက်ညှိနှိုင်းရမှာအပေးအယူတစ်ခုအနေနဲ့ကွန်ဖူပြိုင်ပွဲမှာ Dre ဝင်းပြိုင်ဖို့ဖြစ်လာခဲ့တယ်ဒါပေမဲ့ Mr. Han ကအရင်ဆုံးစီးကန်းနဲ့စိတ်တက်ကိုတင်းယူရမယ်လို့ပြောပြီးကားဆဲခိုင်းခြင်းအဝတ်ချိတ်ခိုင်းခြင်းအလုပ်အသေးစားတွေကိုနေ့တိုင်းလုပ်ခိုင်းခဲ့ပါတယ်။ Dre ကကိုလိန်နေတယ်လို့ထင်ပြီးစိတ်နာသွားတဲ့အချိန်မှာတော့အဲ့ဒီလှုပ်ရှားမှုတွေဟာကွန်ဖူအခြေခံတွေဖြစ်နေတယ်ဆိုတာသိလာခဲ့ပါတယ်။ဒီအချိန်ကစပြီး Dre ဟာခန္ဓာကိုယ်ထက်စိတ်ကိုပိုပြီးခိုင်မာအောင်တင်ယူလာခဲ့ပြီး Mr. Han ရဲ့မိသားစုဆုံးရှုံးမှုနဲ့ဝမ်းနည်းဖွယ်အတိတ်တွေကိုသိလာရင်သူတို့နှစ်ယောက်ဟာဆရာနဲ့တပည့်ထက်ပိုတဲ့ဆက်ဆံရေးတစ်ခုဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက် Mr. Han က Dre ကို Fighting Dragon ကွန်ဖူတင်တန်းကျောင်းကိုခေါ်သွားပြီးဆရာထစ်သူနဲ့တွားရောက်ညှိနှိုင်းရမှာအပီးအယူတစ်ခုအနေနဲ့ကွန်ဖူပြိုင်ပွဲမှာ Dre ဝင်ပြိုင်ဖို့ဖြစ်လာခဲ့တယ်။နောက်ထပ်စိတ်လှုပ်ရှားစရာဇာဝင်ကွမ်းတစ်ခုကတော့ Mr. Han က Dre ကိုတောတောင်ပြီးကြားတဲ့ကဖုံးကြီးကျောင်းတစ်ကျောင်းကိုခေါ်သွားပြီးအဲ့ဒီမှာမွေးတကောင်ကိုစိတ်ညှို့ပြီးထိုင်းချုပ်ညစ်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ပညာကိုပြသခဲ့တာဖြစ်ပြီးဒါဟာ Dre အတွက်စိတ်သက်ပိုင်းဆိုင်ရာအရေးကြီးတဲ့သင်ခန်းစာတစ်ခုဖြစ်ခဲ့ပါတယ်That is called the Cobra move. It takes people a lifetime to ဇလန်ရဲ့အနှိမ်ပိုင်းမှာတော့ Mr. Han တယောက်သူ့ရဲ့ဇနီးနဲ့တားဖြစ်သူဆုံးရှုံးသွားခဲ့တဲ့ကား accident ကိုတတိယပြီးဝမ်းနဲ့ပူဆွေးနေတာကို Dre ကနှစ်သိမ့်ပေးရင်သူတို့နှစ်ယောက်ကြားကဆရာတပိတ်ထဲပိုးတဲ့တန်ရောခြင်းကိုဖော်ပြသွားတာကလည်းရင်းနှင်းစရာပါပဲနောက်ဆုံးဘိုလူဝဲအခန်းမှာတော့ Chan က Dre ရဲ့တန်ရာရနေတဲ့ချက်တောက်ကိုရည်ရွယ်ချက်ရှိတိုက်ခိုက်ခဲ့လို့ Dre လမ်းမလျှောက်နိုင်လောက်အောင်ဖြစ်သွားပြီပဲသူကတော့လက်မလျှော့ပဲ Mr. Han ကိုကြောက်ခဲကိုပွတ်တိုက်ပြီးကုတာပေးတဲ့နီးနဲ့ကုတာခိုင်းပြီးပြိုင်ပွဲကွင်းတွေကိုပြန်ဝင်လာခဲ့တယ်တစ်ဖက်က Chan ကလည်းသူ့ဆရာရဲ့အမိန့်အကိုင်း Dre တဲ့တန်ရာကိုပဲထက်ခါထက်လက်တိုက်ခိုက်နေချိန်မှာ Dre ကဖုံးကြီးကျောင်းမှာမြင်ခဲ့တဲ့မွေဟောက်တိုက်ကွက်ကိုအသုံးပြုပြီးခြေတစ်ခွန့်တဲနဲ့ခုံပြန်က Chan ကိုအလဲထိုးလိုက်တဲ့အခန်းကတော့ဇက်လိုင်းရဲ့အထွတ်အသိရင်ခုန်စရာအကောင်းဆုံးအပိုင်းပဲဖြစ်ပါတယ်နိုင်သွားတဲ့အချိန်မှာ Dre ကစုကလားကိုကိုင်းမြောက်လိုက်ပြီး Chan ကိုယ်တိုင်ကလည်း Dre ရဲ့အရွေချင်းကိုအတိအမှတ်ပြုပြီးလေးစားစွာဦးနောက်လိုက်သလို Fighting Dragon ကျောင်းကကျောင်းသားတွေအားလုံးကလည်း Mr. Han ကိုဆရာအဖြစ်လေးစားစွာဂါရဝပြုလိုက်ကြရင်နဲ့ဇလန်းကိုအောင်မြင်စွာအဆုံးသတ်လိုက်တာဖြစ်ပါတယ်ခင်ဗျာ။